တင်ဘလူလူမျိုးနဲ့အိမ်အောင်ကြမလဲဆိုတာလက္ခဏာပညာရပ်နဲ့စမ်းစစ်အဖြေရှာလို့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ပေါမောက္ခဒေါက်တာရွှေမင်းရဲ့သားတစ်ပည့်ဆရာယာဟုဖြစ်ပါတယ်။လူတိုင်းမိမိအိမ်အောင်ကြရင်ဘလူလူနဲ့အိမ်အောင်ကြမလဲဆိုတာသိရင်ကြပါတယ်။အိမ်အောင်ရေးဆိုတာလူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံးကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အနာဂတ်အိမ်တောင်ဘက်ကဘလူလူမျိုးဖြစ်မလဲကိုယ့်ထက်အခြေအနေတာမလားဒါမှမဟုတ်နှိမ့်မလားဆိုတာကိုလက္ခဏာပညာရကြိုတင်ဟောကိန်းထုတ်လို့ရပါတယ်ဒီကနေ့မှာတော့အိမ်အောင်ရေးလမ်းကြောင်းကနေတဆင့်တင်ဘလူလူမျိုးနဲ့ဖူးစာစုံမလဲဆိုတာကျွန်တော်ပြောပြပေးတော့ပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ကံလမ်းကြောင်းနဲ့အိမ်တောင်ရေးလမ်းကြောင်းရဲ့ဆက်နွယ်မှုကိုစမ်းစစ်ကြည့်ရပါမယ်အကယ်၍သင်ရဲ့အိမ်တောင်ရေးလမ်းကြောင်းဟာရှည်လျားပြီးတော့လဝါအလေကကံလမ်းကြောင်းကိုတွားရောက်ထိနေမယ်ဆိုရင်အဲ့ဒါကကျွန်တော်ပုံစံပြောမယ်ဆိုရင်ဒါကိုကျွန်တော်တို့အိမ်တော်ရေးလမ်းကြောင်းလို့ခေါ်တယ်တာမန်အားဖြင့်တော့ကျွန်တော်ဒီလိုမြင်းတူလေးတလောက်လောက်ထိပဲရှည်လျားတယ်များတော့အဖြစ်ဒါပေမဲ့တချို့လူမျိုးတွေမှာကြတော့ဒီအိမ်တော်ရေးလမ်းကြောင်းကအရန်ပဲရှည်လျားတယ်ပြီးတော့ဒီကံလမ်းကြောင်းကိုလာပြီးတော့ထိရပေါ့နော်ဒါကိုကျွန်တော်ကံလမ်းကြောင်းလို့လည်းခေါ်တယ်ထီယိုလို့လည်းခေါ်တယ်အဲ့ကံလမ်းကြောင်းကိုလာထိမယ်ဆိုလို့ရှိရင်သင်ဟာမိမိထက်ဥစ္စာဒနာပုံမှုကျွယ်ဝသူဒါမှမဟုတ်စီးပွားရေးအင်မတန်အောင်မြင်သူနဲ့အိမ်အောင်ကြတတ်ပါတယ်အိမ်အောင်ကြပြီးနောက်မှာလည်းငွေကြေးဒနာပုံမှုတိုးတက်လာမဲ့လက္ခဏာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပထမအချက်ဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့အောင်မြင်လမ်းကြောင်းနဲ့ဆက်နွယ်မှုဖြစ်ပါတယ်အောင်မြင်လမ်းကြောင်းကဘယ်လိုပုံစံမျိုးလဲဆိုရင်ကျွန်တော်တို့ဒါအောင်မြင်လမ်းကြောင်းလို့ခေါ်ပါတယ်အလွယ်မှတ်မယ်ဆိုရင်ကျွန်တော်တို့လက်တကြွယ်ဘက်ကိုသွားတဲ့လမ်းကြောင်းကိုအောင်မြင်လမ်းကြောင်းလို့ခေါ်တယ်ကျွန်တော်တို့လက်ခလေတဲ့ကိုသွားမဲ့လမ်းကြောင်းကိုကံလမ်းကြောင်းလို့ခေါ်တယ်ဒါကိုအောင်မြင်လမ်းကြောင်းနဲ့ကံလမ်းကြောင်းအလွယ်ခွဲနည်းဖြစ်ပါတယ်ဒါပေမဲ့တချို့လက္ခဏာတွေမှာကြတော့တစ်မျိုးပဲပါတယ်ပေါ့နော်အောင်မြင်လမ်းကြောင်းထောင်းမွေကံလမ်းကြောင်းတစ်မျိုးတည်းပဲပါတဲ့လက္ခဏာတွေရှိတယ်နှစ်ခုစလုံးပါတဲ့လက္ခဏာတွေရှိရပေါ့နော်အဲ့အောင်ကြတော့ကျွန်တော်တို့ဒီလက္ခဏာဆရာတွေပဲဒါကိုခွဲခြားတတ်တယ်ပေါ့နော်အဲ့လိုတကူတော့ရိုးတာမန်လူတွေကတော့တိတ်ပြောမခွဲခြားတတ်ပါဘူးအဲ့တော့ကျွန်တော်ဒုတိယအချက်အနေနဲ့အောင်မြင်လမ်းကြောင်းကိုထိနေတဲ့အိမ်တော်ရေးလမ်းကြောင်းရဲ့ဆက်နွယ်မှုပေါ့ဒါဆိုလို့ရှိရင်သင်ဟာမိမိထက်ဂုဏ်ဒရက်မြင့်မားသူလူမှုပတ်ဝန်းကျင်မှာအဆင့်တန်းရှိသူဒါမှမဟုတ်ရင်ပညာအရေးချင်းအလွန်တာလွန်သူနဲ့ဖူးစာဆောင်ရတတ်ပါတယ်သင်အိမ်တော်ဘက်ကြောင့်သင်ရဲ့အဆင့်အတန်းမှာလိုက်ပါပြီးတော့မြင့်မားလာမှာဖြစ်တယ်ဒီအချက်တွေကတော့ကျွန်တော်တို့ကောင်းမွန်တဲ့အချက်တွေပေါ့ဒါပေမဲ့သတိထားမဲ့လမ်းကြောင်းတစ်ခုရှိပါတယ်အဲ့ဒါကြတော့ဒီအိမ်တော်ရေးလမ်းကြောင်းဟာကံလမ်းကြောင်းကိုထိယုံနေမကပဲနဲ့ဖြတ်တန်းထိုးဖောက်သွားမယ်ဆိုရင်ကျွန်တော်ကတော့ပုံကတော့ဒီလိုပေါ့ဒါကတော့ကျွန်တော်တို့ကံလမ်းကြောင်းဖြစ်တယ်ဒါကတော့အိမ်တော်ရေးလမ်းကြောင်းကဒီလိုထိုးဖောက်သွားမယ်ဆိုရင်ဒီလက္ခဏာရှင်ကမိမိတက်စီးပွားဥစ္စာဒနာနှိမ့်ကြတဲ့သူနဲ့အိမ်တော်ကြတတ်ပါတယ်မိမိရပဲပြန်လည်ထောက်ပံ့ရတာမျိုးဒါမှမဟုတ်ရင်စီးပွားရေးအရာအိမ်တော်ဘက်ပေါ်အားကိုးလို့မရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့လူကြီးမင်းတို့ရဲ့အိမ်တော်ရေးလမ်းကြောင်းဟာဘယ်လိုမျိုးရှိပါသလဲကုမမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒါကတော့ကျွန်တော်လက္ခဏာပညာရဲ့အယူဆတစ်ခုပဲဖြစ်ပါတယ်တခြားစိတ်ဝင်စားစရာကောင်းတဲ့အခြားလက္ခဏာဘူဒုရတွေကိုကျွန်တော်အလင်းသင်သလိုဖော်ပြပေးသွားပါမယ်ကျွန်တော်တော့ပေါမောက္ခဒေါက်တာရွှေမင်းရဲ့သားတစ်ပည့်ဆရာယာဟုဖြစ်ပါတယ်ကျွန်တော်စီမှာ
လက္ခဏာနဲ့ KB ရှိပြီးနှက်ခတ်ပြီးတင်မေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်